အဲ့တော့တနင်္လာသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္လာသားသမီးတွေအတွက်ပထမဆုံးကြားတဲ့တဲတော်နမိတ်လေးရှိပါတယ်အဲ့ဒါဗာလဲဆိုတော့သူကတဲတော်ကတိမှာတွဲလောင်းဆွဲခံရသူဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးတွေကလက်တလုံးအနေနဲ့အလုပ်ကိုင်းတွေမှာတိုးလို့တန်းလန်းဖြစ်နေတတ်တယ်စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာစိတ်ရှိလက်ရှိမဖြစ်ထွန်းတာမျိုးလေးတွေကြုံရတတ်တယ်အခက်အခဲဖြစ်တာလေးတွေကြုံရတယ်ဒါပေမဲ့ तू ကဇွဲလုံးလဝရိယနဲ့အပတ္တကုတ်ကြိုးစားအားထုတ်မယ်ဆိုရင်အောင်မြင်မဲ့ကံတာမျိုးရှိပါတယ်ဒါကြောင့်အလုပ်ကိုင်းနဲ့ပတ်သက်ရင်လက်ရှိကာလမှာနည်းနည်းထင်ခေါ်တတ်တယ်ဒါပေမဲ့စိတ်ဓာတ်မကြဘဲနဲ့စိတ်မညစ်ဘဲနဲ့စိတ်သောကမရောက်ဘဲနဲ့အပတ္တကုတ်ကြိုးစားအားထုတ်ရင်ဧကံမုတ်ချအောင်မြင်သွားမယ့်အနေအထားမျိုးရှိပါတယ်ဒီကတော့တနင်္လာသားသမီးတွေအတွက်တကယ်လိုအပ်တာဘာလဲဆိုတော့လမ်းကြောင်းမလွဲမသွားဘူးပါကိုယ်အနေနဲ့ဒီစီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင်လည်းအဲ့ဒီစီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုတဲ့အကြံစီနိုင်ငံခြားကိုသွားမယ်ဆိုရင်လည်းနိုင်ငံခြားကိုသွားမယ်ဆိုတဲ့အကြံစီစိတ်ကူးရည်ရွယ်ချက်ရည်မှန်းချက်တွေကနေပြီးတော့အကြောင်းမျိုးမျိုးကိုအကြောင်းပြပြီးတော့တွေးဖြီမသွားဖို့အင်မတန်မှအရေးကြီးပါတွေးဖြီသွားလိုက်တာနဲ့သူကဟိုအကြံစီတွေပြတ်သွားတာမျိုးဖြစ်တယ်အဲ့တော့ပြောချင်တာကတော့နည်းနည်းတော့ထင်ခေါ်မယ်နည်းနည်းတော့ကြံ့ကြာမှုရှိမယ်ဒါပေမဲ့နောက်မဆုံးနဲ့ဆက်လုပ်တယ်ကိုယ်နဲ့စိတ်ကူးထဲမှာဘာတွေရှိလဲအကြံစီတွေထဲမှာဘာတွေကြံစီနေလဲဘာတွေတွေးတောနေလဲပေါ့နော်ကိုကအလုပ်ထွက်မယ်အလုပ်သစ်ရှာမယ်လက်ရှိလုပ်ငန်းပြင်နောက်တဲ့လုပ်ငန်းတွေတိုးချဲ့မယ်စီးပွားရေးလုပ်ငန်းတွေအသစ်တွေစတင်မယ်ကိုယ့်ရဲ့စိတ်ကူးတွေကွန်မြူထားတဲ့အတိုင်းအဆက်လက်အကောင့်ထဲပေါ်ပါအဲ့တော့အခက်အခဲလေးတော့ကြုံနိုင်တယ်ကြုံနိုင်ပေမဲ့လည်းဆက်လက်ပြီးတော့အကောင့်ထဲပေါ်ဖို့အတွက်အလေးနဲ့တိုက်တွန်းချင်တာပေါ့နော်နောက်ဒီကလာမှာတနင်္လာသားသမီးတွေအတွက်ကြတော့ဒီဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံတရားမှာတော့ကျယ်ပွင့်6ပွင့်ဆိုတဲ့သင်္ကေတနမိတ်ကဒါကျလာတာပေါ့အဲ့တော့ဆွေမျိုးသားချင်းတွေကိုစိတ်တိုင်းကြကိုညီပေးနိုင်မယ်ထောက်ပံ့ပေးနိုင်မယ်ကံတရားမျိုးရှိပါတယ်ကိုယ့်ရဲ့မိဘတွေဆွေမျိုးသားချင်းတွေကိုစိတ်တိုင်းကြကိုညီထောက်ပံ့ပေးနိုင်နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့လူမှုရေးကဏ္ဍတွေကိုအကြောင်းပြုပြီးတော့တနင်္လာသားသမီးတွေဟာစိတ်ရှိလက်ရှိကောင်းမယ်ကံတာမျိုးရှိတယ်လူချစ်လူခင်တွေအယံများတတ်တယ်နောက်တော့မိတ်ဆွေကောင်းတွေအပေါင်းအသင်းကောင်းတွေတငယ်ချင်းကောင်းတွေမိတ်ဆွေအသစ်အပေါင်းအသင်းတငယ်ချင်းအသစ်တွေတိုးပွားလာတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်နောက်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေမှာတော့နည်းနည်းလေးကြုံရတတ်တာပေါ့နော်စိတ်မောလူမောဖြစ်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်ကိုယ်ပိုင်တိုင်းတဲ့ငွေကြေးတွေကိုမတမာသူတွေကလာပြီးတော့အကြောင်းမျိုးမျိုးပြပြီးတော့အသုံးချသွားတာမျိုးတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်ရင်တော့နည်းနည်းဂယုစိုက်ဖို့လိုတယ်ဂယုပြုမိဖို့လိုတယ်မဟုတ်လို့ရှိရင်ငွေကြေးကိုအကြောင်းပြုပြီးတော့ဒါငွေကြေးကံတာလေးတွေမှာဆုံးရှုံးမှုလေးတွေကြုံရတတ်တယ်အဲ့ဒါလေးတွေတော့နည်းနည်းသတိထားဖို့လိုအပ်ပါတယ်ကျမရဲ့ကံတာမှာကြတော့တနင်္လာသားသမီးတွေအတွက်အထူးကောင်းပါတယ်ကျမရဲ့စိုးစိုးရွာရွာအញ្ញမ်းခိုက်တွေမရှိဘူးနောက်ပညာရေးကတော့အကောင်းဆုံးဖြစ်ပါတယ်သူက The Star တဲ့ထွန်းလင်းတောက်ပါတယ်ကျယ်နမိတ်ကြတာပေါ့နော်အဲ့တော့ပညာရေးကံတာတွေကောင်းတယ်ပညာသင်ကြားခြင်းနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာဆိုရင်အောင်မြင်ဖို့ရှိတယ်သင်တန်းကိစ္စတွေထူးထူးခြားခြားအောင်မြင်သွားတတ်တဲ့အချိန်ကလည်းမျိုးဖြစ်ပါတယ်။နောက်ခြေနဲ့ပတ်သက်တာအိမ်တော်ရေးနဲ့ပတ်သက်တာဆိုရင်တော့ရွှေကလတ်10လုံးဆိုတာဒီကိုယ့်ရဲ့ခြေတက်တန့်ပေါ်မှာရွှေကလတ်10လုံးရောက်နေပြီးတော့မိသားစုတွေပျော်ရွှင်နေတဲ့ဝမ်းမြောက်ဝမ်းသာကခုန်နေတဲ့သင်္ကေတနမိတ်ဖြစ်တယ်။နောက်ဒရဏသားသမီးတွေအခြေနဲ့ပတ်သက်တဲ့ကံတာအင်မတန်ကောင်းတယ်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကံတာကောင်းတယ်မိသားစုစိတ်ချမ်းသာပျော်ရွှင်ရမယ့်အချိန်ကာလဖြစ်ပါတယ်။အဲတော့ဝေးကွာနေတဲ့မိသားစုဝင်တွေဝေးကွာနေတဲ့မိမိတို့ရဲ့ရင်သွေးယတနာတွေနဲ့လည်းထူးထူးခြားခြားဒီရက်ပိုင်းနေတော့ဒီမှာပြန်လဲစုံစည်းရတာတို့ပြန်လဲတွေ့ဆုံရတာမျိုးတွေဖြစ်တတ်ပါတယ်။တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်တယ်။အဲတော့အားလုံးကိုခြုံငုံသုံးသပ်မယ်ဆိုရင်တနင်္လာသားသမီးတွေအတွက်ကိုရည်ရွယ်ထားတဲ့အတိုင်းကိုရည်မှန်းထားတဲ့အတိုင်းဒီဇိုင်းမှန်ဆက်လက်ပြီးတော့လုပ်ကိုင်ကြံစည်စူးစမ်းအားထုတ်မယ်ဆိုရင်အင်မတန်မှအောင်မြင်မဲ့ကံတရားမျိုးရှိပါတယ်။နော်တော်တော်လေးကောင်းတယ်တနင်္လာသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်လေးတွေကတော့အဖြူရောင်ကောင်းတဲ့အနက်ရောင်ကောင်းပါတယ်။နောက်ခုနှစ်ကနန်းတို့နှစ်ကနန်းတွေကအကျိုးပေးတဲ့အချိန်နေ့ရက်ကာလတွေဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတနင်္လာတောင်ဖရာတဆူဆူရဲ့တနင်္လာတောင်မှာတကွန်ရောင်တကွန်အဖြူရောင်9ခုသွားပြီးတော့လှူဒန်းပြီးတော့လူရဆူတောင်းမှာမိမိတို့ရဲ့မကောင်းတဲ့ကံတာရာအညံ့ကြိုက်တွေပြပြပြီးတော့ကောင်းကျိုးလူရဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါတနင်္လာသားသမီးများတပတ်တာကာလမှာတွေ့ကြုံမဲ့ကံကြမ္မာအဆိုးကောင်းများအတွက်ဒုက္ခကျေပွင့်တဲတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်။တနင်္လာကျွန်တော်တို့ယူတော်မင်္ဂလာချန်ကဗုဒ္ဓဦးနေ့ရလွယ်ပြီးတော့ကျန်တဲ့ရက်တွေမှာပေးရမရှိပါဘူးဖွင့်ပါတယ်။မနေ့ပြန်စနေနေ့မှာဆိုရင်တော့တဦးချင်းတယောက်ချင်းလိုက်တီးတန့်ပြုလုပ်ပေးတဲ့ကံဆင့်ကံပွင့်
နဝင်းပွဲရတရားရှိပါတယ်လင်မနဲ့မှာစံတို့ဒီဘူးကိုဘူးဖျောင်းနိုင်ကိုတိုင်းအမွေတိုင်းကိုတိုင်းလက်ဖက်ကိုလုံးထုံကွန်ဒီသေး900နဲ့မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းဆုတောင်းရတဲ့နဝင်းပွဲရတရားကြီးဖြစ်ပါတယ်အပတ်စဉ်ကျွန်တော်တို့စနေနေ့တိုင်းလူတရားပတ်ချလေလောက်စုပေါင်းပြုလုပ်ကြတဲ့ရတရားကြီးလည်းဖြစ်ပါတယ်ကိုယ်အနေနဲ့နဝင်းရတရားအရင်တော့ခြေဘူးလို့လာခြေကျင်တာပဲဖြစ်ဖြစ်အခုမှအစ်စ်နဝင်းရတရားခြေကျင်တာပဲဖြစ်ဖြစ်စနေနေ့မနေ့7 နာရီမှာအင်ကြီးအဖြူရောင်းဝစ်ပြီးတော့ယူရမင်္ဂလာချမ်းအရောက်လာခဲ့လို့ဖြစ်ရပါတယ်ကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြေပါစေလို့ဆုတောင်းမြတ်တာလှိုက်လိုက်လဲပို့တာပေးလိုက်ပါတယ်